စားတော့ဆိုင်ကိုခေါ်သွားခဲ့တဲ့နေ့မှာရင်းနဲ့ဂိုင်းရဲ့အရက်ကိုနည်းနည်းလောက်မှားတောင်းပြီးသွားခဲ့ပါတယ်ပြီးရဲ့နောက်လီကဆိုးဆိုးရရမူသွားပြီးတဆိုင်တော့အရက်မူတိုင်းနဲ့ရှောက်ချတယ်လို့ဂိုင်းဆက်ဆဲကပြောပါတယ်တစ်ဖက်မှာစေးတောက်လိုက်တဲ့လီကလည်းအရသာတစ်မျိုးဖြစ်နေတာကိုသတိထားမိပြီးဒဗလင်းလုံးတောင်းမိလိုက်တာကြောင့်အနေငယ်ရိုင်းတိုင်တိုင်စဖြစ်လာပါတယ်ပြီးရဲ့နောက်ကီမီမာရိုကိုတော့မမှတ်မိတော့တဲ့အထိမူသွားဒီကတော့မူးနေရင်သူ့ကိုဘူးကြည့်ကြည့်နေတဲ့ကီမီမာရိုကိုစတင်မိလိုက်ပြန်ပါတယ်လီရဲ့တိုက်ခိုက်ချက်တွေကတိတိတတ်တာမြန်ဆန်လာပြီးကီမီမာရိုကတော့ဆေးထဲမှာဘာတွေပါလို့လဲလို့တွေးနေတော့လီကမူးလဲပြီးအိပ်ပျော်သွားပါတယ်ဒါပေမဲ့အနားကပ်သွားတဲ့အချိန်ရုတ်တရက်ထလာပြီးကီမီမာရိုကိုကန်လိုက်ပါတယ်အိတ်နေရထင်ရပြီနဲ့တကယ်အိတ်နေတာမဟုတ်ဘူးလို့ပြောရင်နောက်တစ်ခေါက်ပြန်အိတ်သွားပါတယ်အဲ့လိုနဲ့အနာကတ်တဲ့အချိန်ပြန်ထလာပြီးဒီလိုနေရာမျိုးမှာသူ့ကိုအိတ်ပျော်နေမှတင်မှားသွားလိုက်မယ်လို့ပြောပြီးသူ့ကိုယ်သူဒီနေရာကိုဘာလို့ရောက်နေလဲဆိုတာကိုပါမေ့သွားပါတယ်ကီမီမာရိုကတော့ပလင်းကိုကောက်ကင်ကြည့်လိုက်တာကြောင့်အရက်တွေမှန်းသိသွားပြီး Bradley မူးနေတယ်ဆိုတာကိုပါသိသွားပါတယ်ကီမီမာရိုကအိတ်ပျော်နေတဲ့လီကိုအေးအေးဆေးဆေးတက်ဖို့လုပ်ပေမဲ့အုံမခွက်တင်တဲ့ကောင်ကအိတ်ပျော်နေရင်အောင်ရှောင်နေပြီးဓာတ်ကိုခြေထောက်နှစ်ဖက်နဲ့ညှက်ထားပါတယ်ပြီးရဲ့နောက်ကီမီမာရိုကသူ့ဘလို့တိုက်တစ်ချက်မှမထိရကြောင်းအံ့ဩနေပြီးသူအိတ်နေတာကိုလာနောက်ဆက်လို့လီကပြန်ပြီးလိုက်တာကြောင့်အတီးကြီးတိုက်နေတဲ့ကီမီမာရိုလည်းတိုင်ပတ်နေပါတယ်အရက်မူးတိုင်းဆိုတာကမူးလေကျန်းနေဖြစ်ပြီးလီစားတော့ဆိုင်မှာတောင်းကျမ်းငယ်တော့ကနည်းနည်းလေးတောက်မိတာဖြစ်တဲ့အပြင်ဂိုင်းဆန်ဆဲနဲ့နဲကြီးတောင်မနှဲထိန်ရတဲ့အခြေအနေဖြစ်ပါတယ်တကယ်တမ်းတိုက်ခိုက်မယ်ဆိုရင်တော့ဂိုင်းဆန်ဆဲရနိုင်ပေမဲ့သူ့တပည့်ကိုမထိခိုက်စေချင်တာကြောင့်အသေးအတန်ထိန်ခဲ့ရပြီးအဲ့ဒါကအရက်လေးတစ်ခွက်တောက်ခဲ့ပြီလို့ဖြစ်ပါတယ်အခုလိုဒဗလင်းသုံးတာတောက်မိရင်တော်တော်ဆိုးသွားနိုင်ပေမဲ့ဆေးအောင်စင်းကလာသူ့ခန္ဓာကိုယ်ကလည်းအများကြီးတန်မခံနိုင်တာကိုစင်မာတွေကစိတ်ပူနေပါတယ်ကီမီမာရိုကတော့အရက်မူးတိုင်းကိုပထမဆုံးမြင်မှုတာကြောင့်အံ့ဩနေပြီးအဝေးကနေပြေးလာတဲ့လီကလည်းခလုတ်တိုက်ကချော်လဲသွားပါတယ်ပြီးရဲ့နောက်သူချော်လဲတာကီမီမာရိုကြောင့်ဆိုပြီးဗလိုင်းကြီးထပြီးပြန်ပါတယ်ဒီရဲ့တိုက်ခိုက်ချက်တွေကပုံပုံပြီးမြန်လာတဲ့အပြင်မူးနေတဲ့အတွက်ခံမှန်းရတဲ့ခက်နေရကြောင်းတိုင်ပတ်နေပါတယ်ကီမီတော့ထောင်ရင်6နှစ်လောက်ကန်နေရကြောင်းကီမီမာတို့ကကမဲလီယာတိုက်ပွဲနဲ့ဒရက်ဆက်ထိုးပြီးဒီကိုတစ်ချက်မှမထိပဲအန်အောလောက်စီကဟန်ချက်ထိန်းနိုင်သွားတဲ့သူကီမီမာတို့ကိုထိထိမိမိပြန်တိုက်နိုင်လိုက်ပါတယ်အဲအကြောင်းကီမီမာတို့လည်းချိန်စာအမတ်ကိုဖွင့်လိုက်ပြီးသူ့ရဲ့အယိုးတွေနဲ့တိုက်ဖို့လုပ်ပါတယ်ဒီကတော့သူမမူးလို့ပြောနေရင်ထက်ချ